အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောညကြားလေးပါကျွန်တော်ရဲ့တူတောင်အောင်ချစ်မိတ်ဆွေညီကိုမောင်နှမများအားလုံးနော်။နောက်ပြန်ဆိုရင်ကျွန်တော်တို့နော်3ရက်8လ2026တနင်္လာနေ့အဖွင့်နေ့လေးကိုပြန်လည်ပြီးတော့ရောက်ရှိလို့လာပါပြီ။တနင်္လာနေ့အဖွင့်နေ့နေကုန်စာနော်ဝမ်းချင်းလေးတွေပတ်တီးလေးတွေမိန်ကွက်ကလေးတွေလာတင်ပေးရင်းနဲ့နော်တပတ်စာအနှစ်ချုပ်ဖြစ်တဲ့မပြောက်တဲ့စာတိုးလေးတွေနော်သုံးလုံးအခွေလေးတွေကိုလည်းဒီဗီဒီယိုဖိုင်လေးထဲမှာထည့်ပြောပေးတော့မှာဖြစ်လို့ဗီဒီယိုဖိုင်လေးကိုပြီးဆုံးနိုင်အောင်ကြည့်ပေးပါနော်အားလုံးပဲချစ်မိတ်ဆွေညီကိုမောင်နှမများအားလုံးပေါ့နော်ကဲဒီဗီဒီယိုဖိုင်လေးကိုနော်တွေ့တယ်မြင်တဲ့အကိုတွေမတွေအားလုံးစိတ်ချမ်းသာကိုကြမ်းမာကြပါစေစီးပွားလက်လောက်ပါတွေလည်းတိုးတက်ကြပါစေလို့ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်နော်ကဲFacebook ကညီကိုမောင်နှမတွေဒီဗီဒီယိုဖိုင်ကိုမြင်ပြီးတွေ့ပြီဆိုရင်ပုံမှန်တိုင်းတယောက်မြင်တယောက် share ပါနှစ်ယောက်မြင်နှစ်ယောက် share ပါ like လက်မှအသေးလေးတွေနဲ့ဝင်ရန်ပေးပါကျွန်တော်တင်တဲ့ဗီဒီယိုဖိုင်လေးတွေကိုနေ့စဉ်နဲ့အများမြင်ချင်းတွေ့ကျင်နေဆိုရင်ကျွန်တော်ရဲ့ page ကို follow လေးတွေနှိပ်ခဲ့ဖို့မမေ့ကြပါနဲ့เนาะကဲဒါဆိုရင်မနေ့ပြန်ကျွန်တော်တို့တနင်္လာနေ့เนาะနေကုန်စာဝမ်းချင်းလေးတွေမိန်ကွက်ကလေးတွေမပြောခင်မှာကျွန်တော်တို့အခုလာမယ့်ပွဲမှာတပတ်စာနှစ်ချုပ်ဖြစ်တယ်မပြောက်တဲ့ဇာတို့အနေနဲ့ဆိုရင်6-3ညခွန်ပဲဖြစ်ပါတယ်တေချာမှတ်ပါ6-3ညခွန်မှာဒါမပြောက်ဘူးเนาะဇာတို့လေးတွေဖြစ်တယ်မိမိကြိုက်တဲ့ရွေးချယ်ပြီးတော့လောက်ပေါ့အခွေလိုက်တဲ့ညီကိုမောင်နှမတွေဇာတို့အခွေလိုက်ခြင်းရင်6-3ညခွန်ဇာတို့အခွေလိုက်ပါเนาะဒါဒီအပတ်တိုင်းကြာနေကြဇာတို့အခွေဖြစ်ပါတယ်เนาะကဲဒါဆိုရင်မနေ့ပြန်တနင်္လာနေ့အပွင့်နေကုန်းစာမှာဝမ်းချင်းအနေနဲ့ဆိုရင်တော့เนาะဘိုင်းအနေနဲ့ဆိုရင်ကျွန်တော်တို့6ဘိုင်း4ဘိုင်း6ပတ်တီး4ပတ်တီးပေါ့เนาะ6နဲ့ပတ်သက်တဲ့ main ကွက်ကလေးတွေဆိုရင်မနေ့ပြန်မှာကျွန်တော်တို့က6ခွန်เนาะ6 6 93เนาะအားလုံးပဲ6ခွန်6 6 93 90ပဲဖြစ်ပါတယ်เนาะဒါ9နဲ့ပတ်သက်တဲ့အကြိုက်ဆုံး main ကွက်ပေါ့6ခွန်6 6 93 90ပါ4နဲ့ပတ်သက်တာကတော့4ခွန်4 6 43 40ပဲဖြစ်ပါတယ်4ခွန်4 6 43 40ပဲဖြစ်ပါတယ်အားလုံးပဲကွန်မန့်မှာခြာရေးပေးတော့ပါကျွန်တော်ထုတ်ဝေတဲ့ main ကွက်ယောဂကလေးတွေမကြိုက်လို့ကိုလုံးမိုင်ကိုကြီးရလို့တွဲဆော့ခြင်းနဲ့ကတ်ဆော့ခြင်းနဲ့ဆိုရင်တနင်္လာနေ့အပွင့်နေကုန်စာမှာအားကောင်းဆုံးအချိန်ဒီကိုလေးအချိန်เนาะအဓိကပတ်တိကိုဦးစားပေးဆိုတဲ့ညီကိုမောင်နှမတွေဆိုရင်တနင်္လာနေ့အဖွင့်နေ့မှာအားကောင်းဆုံးပတ်တိဒီ6ပတ်တိ4ပတ်တိအားကောင်းဆုံးဖြစ်ပါတယ်အကြိုက်တွင်လိုက်စော့ပါအကြိုက်မတွင်မစော့ပါနဲ့စေတနာနဲ့တင်ပေးတာဖြစ်လို့ပေါက်လို့ရလို့လဲဘာမှပေးစရာမလိုပါဘူးเนาะကျွန်တော်ရဲ့အကိုတွေမတွေကိုရပါစေဆိုတဲ့စိတ်ကလေးနဲ့တင်ပေးတာဖြစ်တယ်เนาะကဲအခုလိုကြည့်ရှုပေးတာအထူးတူပဲကျေးဇူးတင်ပါတယ်မနက်ပြန်တနေ့နာနေ့အဖွင့်လေးလေးမှာအားလုံးပဲအဖွင့်လာကြပါစေအားလုံးပဲကံကောင်းကြပါစေဗျเนาะ